အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကမ္မလေးအကြောင်းပြောမှာဖြစ်ပါတယ်ကမ္မလေးမင်းနဲ့စားတွေ့တဲ့နေ့ကစားငါရဲ့ရင်ကမှာချစ်စားပေါင်းပွားခဲ့တာရဲ့ပြီးတရားတွေ့ကြတဲ့မှာချစ်တွေလိုက်ပါစီစေတေးကြောလုံးမှာကမ္မလေးပြောင်းလာထောက်ဝဲနေတာအဲ့ဒီတခြင်းကိုလည်းကျွန်တော်ဆိုမှာမဟုတ်ပါဘူးလို့စတာကျွန်တော်ဒီနေ့ကမ္မလေးလို့မြင်ရတဲ့တခြင်းလေးတစ်ပုဒ်ကိုတိခတ်တီဆိုမှာပြောပါတယ်ခန်းစားနှဆင်ပေးပါဦး
ချင်တယ်ကျေးဇူးများတင်ပါတယ်